အင်ဂျင်နဲ့စတီကာတွေအလင်းသားဖြစ်လာတဲ့ New Zealand Wafer Pro 1ဆိုင်ကလေးစတင်မိတ်ဆက်လိုက်ပါပြီ။ဒါကြောင့်ဒီကနေ့မှာတော့မိုတိုနစ်ရဲ့ဆိုင်ကချစ်သူမိတ်ဆွေတွေအတွက်အဲ့ဒီဆိုင်ကအကြောင်းကို review လုပ်ပေးသွားကြပါတယ်။အားလုံးမင်္ဂလာပါကျွန်တော်ကြောအောင်မှာ Motorbike Auto တယောက်ဖြစ်ပါတယ်။နောက်16 Model 1 New Zealand Wafer Pro 1ဆိုင်ကမှာဘာတွေထူးထူးခြားခြားပြောင်းလဲသွားလဲဆိုရင်အဓိကတော့နေအောင်ဆက်ကာလာနဲ့စတီကာတွေပို့လာတာပါ။အဲ့ထက်ထူးခြားသွားတာကအင်ဂျင်တက်တူတာတွေပိုကောင်းလာတဲ့အပြင်အင်ဂျင်အယူတွေကလုံးဝကိုအထတွတ်လာတဲ့အင်ဂျင်ဆွမ်းဆောင်ရေးပိုကောင်းလာတဲ့အပြင်ကျူးသီးပါဝင်တဲ့ကာဝါဆေးဓာတ်တွေကလည်းအရင်ထက်အည်တွေးပိုကောင်းလာတယ်လို့ပြောရမယ်။အင်ဂျင်မှာ1cc ကိုကမ္ဘာတိုက်အင်ဂျင်ဖြစ်ပြီးတော့ဂီယာက၄ချက်ပါ။အင်ဂျင်ထတွက်ပြီးအင်ဂျင်အစွဲရုံပုံမကောင်းမှုစိမဲ့အပြင်စီစမ်းနှုံးလဲတက်တာစေမှာပါ။ဟိုရင်မော်ဒယ်တုန်းကခါကယ်ရီယာတိုင်းကို fancy အလားတဘောမျိုးတာတက်ဆင်ပေးခဲ့ပေမဲ့အခု96မော်ဒယ် Pro version မှာတိုလီမိုလီပစ္စည်းညက်လို့ရအောင်ပြောင်းလဲထုတ်လုပ်ပေးလိုက်တယ်ပြီးတော့ဂွေတွေက19လက်မအလွိုင်းဘိန်းကိုတွေဖြစ်တယ်လို့366နဲ့ရေလောက်ပေးထားတဲ့ sport တန်တွေလည်းအရင်ထက်စိုက်ပိုကြီးလာတာတွေ့ရတယ်ရှင်မီကြီးဘေးချပြမီးတွေနဲ့နောက်မီးတွေကိုနေဒေတာတွေအကြိုက်မီးဝါနဲ့ထုတ်လုပ်ပေးထားတာပါဖနိုင်ဟောက်မှာတူပေါငယ်တစ်ခုပေါင်းလာသလိုစီတိုင်ကြီးက1လီတာဝန်းကျင်ဆတ်မဲ့စီဇန်တုံးက1လီတာကိုမိုင်30ဝန်းကျင်မောင်းနေတော်လာနိုင်ပါပါရှေ့ဆိုင်နစ်စနစ်ကို telescopic fault တွေတုံးထားပြီးနောက်ဆိုင်နစ်စနစ်ကို spring fault တွေဖြစ်တဲ့ twin shock observer ကိုအသုံးပြုပေးထားတယ်ရှေ့ဘရိတ်နဲ့နောက်ဘရိတ်နှစ်ခုလုံးကို drum brake တွေနဲ့တက်ဆင်ထုတ်လုပ်ပေးထားတာလည်းလူကြိုက်များစေမှာပါစီဂိတ်မောင်းနေတဲ့အချိန်နှုန်းကီလိုမီတာ gear position ဘေးချပြမီစတဲ့အတိပေးမှတ်သားတွေကိုတိုင်ခွက်မှာလက်တံနဲ့ပြတ်တပေးနေမှာပါချိန်မုံကိုတော့ချိန်ညို့ဖုန်တဲ့ကတ်တာတွေကာကွယ်နိုင်အောင်ချိန်မုံအပြည့်ဒီဇိုင်းနဲ့ထုတ်လုပ်ပေးထားတဲ့စတီအောင်နေတောက်ပနေတဲ့အိတ်ဇောဆိုလဲအပူချင်းခံနိုင်ရင်မြင်မာတဲ့အည်တွင်းမြင့်အိတ်ဇောနဲ့New Zealand ကထုတ်လုပ်ပေးထားတဲ့နောက်ဆုံးပေါ် round 6 model တက်ကိုညောင်ဆက်ကာလာဆန်းဆန်းစတီကာလှလှအင်ဂျင်မြောက်နဲ့ရည်တွေးကောင်းတာကိုဥပြပြစီးနေနေဆိုရင်အခုရှင်းပြသွားတဲ့ New Zealand Wafer Pro 1ဆိုင်ကကိုစီးကြည့်ပါလို့အကြံပြုတိုက်တွန်းနေပါတယ်အဲ့ဒီဆိုင်ကကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင် ARD တိုင်းမိုးပင်မြို့ရီလဲလဲမဘေးမှာဖွင့်လှစ်ပေးထားတဲ့ standard ဆိုင်က showroom မှာပါအဲ့ဒီ showroom မှာအခု review လုပ်သွားတဲ့ New Zealand Wafer Pro 1ဆိုင်ကပါဝင်CVN Sawari 15 New Zealand အမှတ်တစိတ်တဲက Weight 1 ton R6 Wafer 1 ton Diane Sporter 15 Edison Force 15 Wafer 15 Scovy ပုံပြောင်းနဲ့ Launcher Dream 1 ton စတဲ့ဆိုင်ကမျိုးစားတွေကိုစုံစုံလင်လင်နဲ့ရောင်းချပေးထားတဲ့မူဝင်မြို့မှာပထမဦးဆုံးနဲ့ဝန်ဆောင်မှုအကောင်းဆုံး EV ဆိုင်က showroom ဖြစ်တဲ့ Standard ဆိုင်က showroom မှာရောင်းချပေးလိုက်တဲ့ဆိုင်ကတွေအားလုံးမူဝင်မြို့မှာဈေးချိုးဆုံး customer service အကောင်းဆုံးနဲ့ဝန်ဆောင်မှုပေးထားသလိုဝယ်တော်တဲ့ဆိုင်ကတွေဈေးများလို့ယူဆပါကဝယ်ယူပြီး48နာရီအတွင်း1000လျှော့ပြီးအလုံးစုံငွေပြန်ပေးတဲ့ဝန်ဆောင်မှုပါပေးထားတဲ့အဲ့ဒီဝန်ဆောင်မှုကကျွန်တော်ကိုယ်တိုင်ဘယ်မြို့မှာမှမတွေ့ဘူးတဲ့ထူးထူးခြားခြားဝန်ဆောင်မှုပါဒါကြောင့်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာ ARD တိုင်းနဲ့ပါတယ်ဆိုရင်ဈေးအချိုးဆုံးဆိုင်ကအမျိုးအစားအစုံလင်ဆုံးcustomer service ကောင်းဆုံးနဲ့စိတ်ချမ်းသာဝယ်ယူခြင်းနဲ့ဆိုရင်မူဝင်မြို့ရေလဲလဲမဘေးမှာဖွင့်လှစ်ထားတဲ့ Standard ဆိုင်က showroom ရှိနေတယ်ဆိုတာလမ်းညွှန်ပေးလိုက်ပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေရောအခု review လုပ်သွားတဲ့ New Zealand Wafer Pro 1ဆိုင်ကကိုဘယ်လိုမြင်ပါသလဲမိတ်ဆွေရဲ့အမြင်မိတ်ဆွေရဲ့ထင်မြင်ဆက်ချက်တွေရှိခဲ့မယ်ဆိုရင်ဟော comment မှာမှတ်ချက်ရေးပေးခဲ့ပါဦး